brother ဒီ video လေးကိုကြည့်လိုက်ဒီ video လေးကိုမြင်ပြီးတော့စိတ်ထဲမှာဘယ်လိုမျိုးအတွေးပေါ်လဲဆိုတာကိုကျွန်တော်တို့တယောက်နဲ့ဖလှယ်ကြမယ်ကျွန်တော်အတွေးထဲမှာပေါ်တဲ့ဟာလေးကိုပြောပြမယ်ကျွန်တော်3ခုမြင်တယ်ဒီမှာတစ်ခုကတော့ rubber အင်ကြီးလေးချိတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီ rubber ဖြစ်ချင်တဲ့လူငယ်လေးတယောက်ရဲ့အိမ်မက်သူ့ရဲ့ပေါ့နော်သူဒီလိုမျိုးဖြစ်လာရမယ်ဆိုရဲစိတ်ကူးလေးမျိုးနဲ့သူတွေးထားရဲဆိုပြီးတော့ကျွန်တော်ထင်တယ်နောက်ထပ်အတွေ့အကြတော့ကျွန်တော်တို့အနုပညာသမားတွေ editor သမားတွေဒီအယောင်နဲ့ပတ်သက်ဆက်ဆိုင်ပြီးတော့လောက်ရဟာဗျာဒီအင်ကြီးမှာအရှိတ်ပုံစံလေးထည့်ထားတယ်ငကူပုံလေးမှာဟိုအဲ့လိုပညာနဲ့လှုပ်ထားတယ်တူပါတယ်အရှိတ်ပါညာခွဲထားတဲ့ပုံစံနဲ့ပကြီးပညာနဲ့လှုပ်ထားတယ်အဲ့ဒါကိုကျွန်တော်မီးအယောင်လေးထူလိုက်တဲ့အချိန်မှာဒီအားလေးတွေကစားသွားမယ်ဗျာသိရမလားဟိုလိုဒီတိုင်းမျိုးဆိုသိမသိတာဘူးဒါပေမဲ့မီးရောင်လေးထိုးလိုက်ရင်ပို့ပြမယ်အဲ့လိုမျိုးအမှုပညာအမြင်ပေါ့ editor တယောက်ရဲ့အမြင်ပေါ့နောက်တစ်ခုကကြတော့တာမန်လူတယောက်ရဲ့အမြင်နဲ့လေကျွန်တော်မြင်ကြည့်တယ်ဒါကဒီတိုင်းမျိုးလေးပဲပေါ့လှရဲပေါ့ဒီလိုမျိုးပဲကျန်တာကိုအတွင်းကြကြကြီးကျွန်တော်မတွေးမိဘူးတာမန်ပဲမြင်တယ်တာမန်ပဲကြည့်တယ်တာမန်လူတယောက်ဆိုလည်းဒီလိုမျိုးပဲတွေးမိမှာပဲအခုကကြတော့ဒီအခန်းကိုပြင်ဆင်တဲ့လူဒီအခန်းကိုပြင်ဆင်တဲ့လူကသူဒီຢာလေးကိုဗီဒီယိုတွေဘယ်နားမှာထားခဲ့တယ်အင်ကြီးကိုဘယ်လိုမျိုးထားရမလဲဒီမီးကိုဘယ်လိုမျိုးလုပ်ရမလဲအဲ့လိုလုပ်ထားတဲ့လူတယောက်ကသူ့ရဲ့လုပ်ထားတဲ့ပုံစံလေးလှနေအောင်ကြည့်ပြီးတော့အားနော်သဘောတွေ့ရပေါ့အဲ့လိုအမြင်လေးနဲ့လေကျွန်တော်မြင်မိရယ်